ရွာကဘာမြေငွေရှိလို့လူဖြစ်တာမဟုတ်ပေအမေရှိလို့လူဖြစ်လာရပြီဝတ်တွေမှာနေတရေတီမိခမွေမြူလာကြမေ့ချင်ရင်သွေးဝေကထွေးအော်တလာမျက်နှာလီကိုကြည်မဝနိုင်ဘူးတဲ့အမေမြတ်တာတီရာရဲ့အမေမြတ်တာကစိတ်ဆမ်းရဲ့ဒီမြတ်တော့ဒီအလားကိုလေအမေတီဆိုရင်ချော့တိတ်ခဲ့တဲ့ကျေးဇူးရှင်မေမေလောကလူရွာကဘာမြေငွေရှိလို့လူဖြစ်တာမဟုတ်ပေအမေရှိလို့လူဖြစ်လာရပြီဝတ်တွေမှာနေတရေတီခမွေမြူလာကြမေ့ချင်ရင်သွေးပြီဝေကထွေးပြီအော်တလာမျက်နှာလီကိုကြည်မဝနိုင်ဘူးတဲ့အမေအမေမြတ်တာတီရာရဲ့အမေမြတ်တာကစိတ်ဆမ်းရဲ့ဒီမြတ်တော့ဒီအလားကိုလေအမေတီဆိုရင်ချော့တိတ်ခဲ့တဲ့ကျေးဇူးရှင်မေမေချစ်သားသမီးတို့လူလာမြောက်လို့အရွယ်ရောက်လာရင်မျက်နှာထားကအမမတွေ့စေချင်မေဆုံးမသွန်နေမေစမတူမြတ်တာတွေနဲ့သားသမီးများအတွက်ဒီရိတ်ကြီးပါမှာမိုးပေးနိုင်စွာမရှိတဲ့အမေကျေးဇူးရှင်မေမေမိမိထက်သာတော့အလင်းအောင်တွေပေးစွမ်းရှိတဲ့အမေနာမိထက်အမြတ်တော့မြတ်တာတွေပေးစွမ်းရှိတဲ့အမေအမေကျေးဇူးကြီးလာပါပဲငွေရှိလို့လူဖြစ်တာမဟုတ်ပဲအမေရှိလို့လူဖြစ်လာရပဲအမေပြတာစိတ်ဆိုင်နေပါမှာကြီးမားလာတဲ့အတ္တခိုင်းပါကျေးဇူးရှင်အမေပါပဲအကြောင်းတရားအခြေမွဲလို့အမေဟာကတောင်းသောအမေဆိုရင်တော့ကျွန်တော်တို့ရဲ့အမေပါပဲအကျွေးကျန်လာတဲ့ဈေးတယ်မှာအမေပဲဆိုဒီမှာလေကျွန်တော်တို့ရဲ့အမေပါပဲအချစ်တရားဝေခဲ့လို့အမေဟာပြည့်တကာမှကြည့်ကျင်တော့ကျွန်တော်တို့ရဲ့အမေပါပဲဗျာလောကလူရွာကဘာမြေငွေရှိလို့လူဖြစ်တာမဟုတ်ပေအမေရှိလို့လူဖြစ်လာရပြီဝတ်တွေမှာနေတရေတီမိခမွေမြူလာကြမေ့ချင်ရင်သွေးပွေကထွေးအော်တလာမျက်နှာလေးကိုကြည်မဝနိုင်ဘူးတဲ့